BUC ကိုရွေးချယ်ခဲ့ခြင်းကဘယ်မှနောင်တမရခဲ့ပါဘူးပေါ့နော်ဟုတ်လဲဆိုတော့ကျွန်တော်ကိုယ်တိုင် research တွေတေချာလုပ်ခဲ့ပြီးတော့မှဒီ BUC ကိုကိုယ်တိုင်ရွေးချယ်ခဲ့ရဖြစ်တဲ့အတွက်ဘယ်မှနောင်တမရပါဘူးBUC မှာတက်ခဲ့ရတဲ့ကာလတစ်လျှောက်လည်းအရန်ပျော်ရွှင်ခဲ့ရလို့အမတ်တရရဲ့အများကြီးရှိခဲ့ပါတယ်ဒီ graduation မှာလည်းငကိုပေါ့နော်တငယ်ချင်းတွေလည်းပြန်တွေ့ရရဲမတွေ့ရတဲ့တငယ်ချင်းတွေလည်းပြန်တွေ့ရတဲ့အတွက်ဖြစ်တဲ့အတွက် BUC ကိုအရန်လည်းကျေးဇူးတင်မိပါတယ်ခင်ဗျာဟုတ်နောက်ထပ်မေကွန်လေးရပေါ့နော်အခုချိန်မှာပဲဖြစ်အမြဲတမ်းပေါ့နော်ကိုအမြဲ proud ဖြစ်တာကတော့ဘယ် moment လေးဖြစ်မလဲပေါ့နော်proud ဖြစ်တာတော့ကျွန်တော်အဓိက highlight လုပ်ချင်တာတော့ကျွန်တော်ရဲ့ class ပေါ့နော် class I ကျွန်တော်တက်ခဲ့ရတဲ့တငယ်ချင်းတွေနဲ့အတူတူသွားအတူတူလာအတူတူပေါ့နော်စီစီလုံးလုံးနဲ့ trade တွေလည်းအတူတူထွက်ခဲ့ကြရဲနောက်ပေါ့ကျွန်တော်ဒီ BUC တက်ခဲ့တစ်လျှောက်လဲပေါ့နော်လိမ်မာတော့တော်တော့ဆိုပြီးတော့နာမည်ကြီးခဲ့ကျွန်တော် class I နဲ့အတူတူနေခဲ့ရတဲ့ကာလတစ်လျှောက်လုံးက pressure moment တွေပါပဲအမြင်ဟုတ်ကဲ့အဲ့ဆိုနောက်ဆုံးမေကွန်လေးတစ်ခုမေးမယ်ပေါ့နော်အခုဆိုရင် HD လည်းပြီးသွားပြီပေါ့နော်အဲ့နောက်ထပ်အနာဂတ်ဖတ်တွေကဘာလေးဖြစ်မလဲဆိုတာသိခွင့်ရမလားရှင်အခု HD ပြီးသွားတဲ့အခါမှာကျွန်တော်အနာဂတ်ပတ်ဝေးအောင် BUC ပဲထပ်ပြီးရွေးချယ်ထားပါတယ်ခင်ဗျာ Bachelor ကို BUC မှာပဲဆက်တက်ပြီးတော့ BUC ရဲ့ reliable ဖြစ်မှုတွေ BUC ပေါ်ယုံကြည်မှုတွေနဲ့အတူတူ BUC နဲ့အတူတူဆက်ပြီးတော့ခရီးဆက်နေပါတယ်ခင်ဗျာဟုတ်မေကွန်လေးဖြေချပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်